မင်္ဂလာပါရှင်ကျမယနေ့ဖတ်ပြပေးမှာကတော့ဆီယာမငွေစင်ရောဦးမိုးကုတ်ရဲ့ငယ်တုန်းကတယောက်မဂဇင်းဝတ္ထုတိုများစာအုပ်မှာတွင်းဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်တွင်းအသားချင်းခက်ပြင်းပြင်းထိခတ်သွားတဲ့ခွက်ခနဲ့အတန်နဲ့တူကျွန်တော်မေးရိုးတစ်လျှောက်မီးစာနဲ့အထိုးခံလိုက်ရသလိုထူပူသွားတယ်အဖေလက်တီကျက်ပြင်းတိုင်လာပုံကကျွန်တော်တော့ဟန်ချက်ပြက်ရင်းရိုင်သွားရတဲ့အထီးပါပဲရှင်နိုမန်တော့ကိုစုအဖေမောင်လေးကိုမလုပ်ပါနဲ့အဖေရဲ့အမေနဲ့မမကအလန့်တကြားဝိုင်းអော်ပြီးအဖေကိုဝင်ဆွဲသူကဆွဲကျွန်တော်ကိုလာတွဲသူကတွဲပေါ်မော့အကြည့်မှမြင်ရတဲ့အဖေမြောင်းဝန်းအစုံကမီးဝင်းဝင်းတောက်လို့အဖေဒီလောက်ဒေါသထွက်နေပုံကိုမြင်ဘူးတာကျွန်တော်ဘဝမှာဒါပထမဆုံးအကြိမ်ပါပြောလေဟိတ်ကောင်နောက်တစ်ခါထပ်ပြောအောင်ကွာကျွန်တော်မမားဘူးလို့ထပ်ပြောအောင်လေကွာလူကလက်တောက်လောင်းနဲ့စကဲကြီးစကဲကျဲပြောချင်တဲ့ကောင်လောကကြီးကြောင်မင်းဘလောက်နားလဲလို့လဲအန်တင်းတင်းကြိတ်လိုက်တော့ပါဇက်ထဲမှာငံကြည့်ကြည့်အရသာကိုခံစားရတယ်ဒါပေမဲ့ကျွန်တော်ခေါင်းမဟုတ်ပါဘူးပြီးတော့မပြောင်းလဲသေးတဲ့လေတန်းနဲ့စောစောကလိုပဲယတိပြက်ပြောလိုက်တယ်ဟုတ်တယ်ကျွန်တော်ဘာမှမမခဲ့ဘူးအဖေဟာကွာဒီကောင်ခဏတည်းမှာကျွန်တော်တို့အိမ်ထဲဆွဲလွဲတန်းအော်ဟစ်တားမြစ်တန်တွေနဲ့လှုပ်ခတ်စူညံသွားတယ်နောက်10မိနစ်လောက်အကြာမှာအဝတ်တစ်ထည်ကိုတစ်ခုနဲ့ကျွန်တော်တယောက်လမ်းပေါ်ရောက်နေပါပြီပါးပေါ်ကထုံကျင်နေတဲ့ဒဏ်ရာကိုလက်နဲ့ဖွားဖွားစမ်းမိတာပေမဲ့ဆူဆူနဲ့နာကျင်သွားတာကကျွန်တော်ရင်ဘက်ထဲကပါခွင့်လို့ပါအဖေကိုကျွန်တော်မယူမသိမလေးစားတဲ့သဘောနဲ့အခမ်းအနားမဟုတ်ပါဘူးကျွန်တော်ယုံကြည်မိတဲ့အမှန်တရားကိုကာကွယ်လိုက်တာပါမင်းအနေနဲ့ကတော့အမှန်တရားကိုကာကွယ်တာပေါ့လေဒါပေမဲ့မင်းမိဘရဲ့နေရာကကြည့်ရင်တော့မင်းလုပ်ရက်ကိုယူကျုံမရစရာဖြစ်ရှာလိမ့်မယ်ပေါ့တူကိုသားသမီးကိုအယွန်တန်ခင်လမ်းမရောက်မှာအညွန့်ကျိုးမှာပန်းဝန်းကျင်ထွေးခံရမှာစိုးရင်ကြားရဆောင်ပါပဲတားကရောဒီကလေးမကိုတကယ်ရိုးရိုးသားသားခေါ်တင်ခဲ့တာလားယင်ကျဆီယမကတော့ဒါမျိုးမေးနေပြီကျွန်တော်ကလူဖြောင်းလေးလို့ခဏခေါ်တတ်တဲ့ဆရာမကိုတိုင်းတောင်ဒီမေးခွန်းမျိုးမေးနေပြီလေကျွန်တော်ပြောချင်တာကဒါပါပဲအင်းလေဆရာမမပြောနဲ့ကျွန်တော်ကိုဒီတက်ဒီရွယ်ဒီရောက်လာအောင်ကျွေးမွန်းတုတ်တင်ပေးခဲ့တဲ့မိဘနဲ့အမကိုတိုင်းကဒါအောင်ကျွန်တော်ကိုမယုံကြည်တတ်တော့တဲ့ဥစ္စာတကယ်ဆိုကျွန်တော်ဘာကောင်းလဲသူတို့သိတယ်ကျွန်တော်ဘလို့စိတ်တက်ဘလို့ခံယူချက်မျိုးနဲ့လူလဲဆိုတာလဲသူတို့သိတယ်ဒါပေမဲ့တကယ်အရေးကြုံလာတော့အဲ့ဒီယုံကြည်မှုကိုတန်တရားစိတ်တွေနဲ့လှိုက်စားဝါမျိုးပြလိုက်ကြတာဘယ်လောက်အံ့ဩဖို့ကောင်းတယ်လဲတစ်ချက်ကလေးစမ်းသပ်เสียပေါ်လာတာနဲ့တစ်သက်လုံးကောင်းအောင်နေလာခဲ့သမျှအပေါ်အယုံအကြည်လျော့ပြီးသူတို့ထင်မြင်ရပဲလဲပြိုရင်းရင်သွားကြပုံကတညီတညွတ်ထဲကျွန်တော်ချက်ချင်းနှုတ်ဆက်သွားတော့ဆီယမမျက်နှာထားလဲပြောင်းသွားတယ်ဟိုလေဆီယမပြောတာကတားစကားကိုမယုံကြည်ဘူးဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးနော်ဒါပေမဲ့သားတို့အရွယ်ဆိုတာတိတ်နူးနေလွန်သေးတယ်လောကပြည့်ရဲ့ဆိုတာဘာမှမသိအောင်ငယ်ရွယ်လွန်ပါသေးတဲ့သားရဲ့ဒီလိုပြောကြစတန်းဆိုချိုသေးဦးကကျွန်တော်တက်တောင်တစ်နှစ်လောက်ပုံငယ်သေးတယ်မဟုတ်လားဒါပေမဲ့သူတို့ကျွန်တော်ကိုစုံမကြရမှာချိုသေးဦးဘက်ကိုဘယ်သူမှထဲ့မပြောကြတာအံ့ဩစရာပဲဒါကဘယ်လဲသားကြော်သူရတို့စီခဏတော့မလို့ဆရာမထားရလိုက်တဲ့ကျွန်တော်ရှိဖြက်ခနဲ့ပိတ်စီရက်လိုက်တဲ့ဆရာမမြောင်းဝန်းတွေကခါတိုင်းကျွန်တော်မြင်တွေ့နေကြတမ်းမှန်စိုးရင်ဂယုဆိုင်မှုအဓိပ္ပာယ်တဲ့အများကြီးပူတာနေတယ်ဆယ်တန်းတက်တုံးကကျွန်တော်တို့တငယ်ချင်းတူဆရာမအိမ်မှာစာချက်ပြီးပြန်တော့မယ်ဆိုရင်ရံမဖြစ်ကြနဲ့နော်ကိုအိမ်ကိုတန်းတန်းမတ်မတ်ပြန်ကြဆိုတဲ့အဓိပ္ပာယ်တဲ့ပူတာနေတဲ့စိုးရင်ပူပန်ရိပ်မျိုးပေါ့ထွန်းပေါက်သိမြင်နိုင်တဲ့ညံရမထားပေမဲ့ကျွန်တော်သိလိုက်ပါတယ်သူတို့ကကျွန်တော်အရွက်တိုက်ပြီးသူတို့အတင်ရှရန်ပြီးချိုသေးဥစီရောက်သွားမှစိုးရင်နေကြတာလောလောဆယ်ပါးကထန်းရကြီးနဲ့ဘဲမှရှောက်မသွားနိုင်တဲ့အောင်သားရဲ့ထမင်းလည်းမစားရသေးဘူးမဟုတ်လားလာဆီယမထမင်းခုကျွေးမယ်ပြီးရင်သားတို့အရင်ကအိတ်ခဲ့တဲ့အခန်းထဲမှာပဲအိယာပြင်ထားပေးမယ်ခဏလောက်နားနေလိုက်ရက်ွက်အထွတ်ဘောလုံးကွင်းဆက်မှာထိုင်နေတဲ့ကျွန်တော်ကိုဆီယမလိုက်ခေါ်လာတာပါအမေနဲ့မမကဆီယာမကိုအကျိုးအကြောင်းသွားပြောပြပြီးလိုက်ခေါ်ခိုင်းတာဖြစ်မှာပေါ့ဘောလုံးပင်ဆက်တစ်ပင်ကြီးပေးကရွေတင်းပြတ်တဲ့ငုံကြည့်နေတဲ့ကျွန်တော်ကိုမြင်ချင်းဆီယာမမျက်စိမျက်နှာအကြီးကျယ်ပြတ်သွားတာတွေ့တော့စိတ်ညစ်နေတဲ့ကျွန်တော်တော့ရေချင်းပက်ကြီးဖြစ်သွားရသေးတယ်ဂ
ကိစ္စတစ်ခုကိုစိတ်တဲ့အမအမှန်တေချာမှယုံကြည်တတ်တဲ့ကျွန်တော်လိုကောင်းကဒီလိုမအံ့မရတွေကြံစီပါမလားစဉ်းစားကြည့်ကျွန်တော်ကမှောင်မန်းနေတဲ့ဒီရေတွင်းပြက်ကြီးရဲ့တဆုံးမှာဘယ်အထိပါလေလို့ငုံကြည့်နေတာပါဘာကြောင့်လဲမသိဘူးအဲ့ဒီရေတွင်းပြက်ကြီးကိုကျွန်တော်ငငယ်လေးကစိတ်ဝင်စားတာဘယ်ကလေးကရှိနေတာလဲဘယ်အချိန်ကစပြီးသုံးမရတော့တာလဲဆိုတာတော့ကျွန်တော်လည်းမသိဘူးဘသူတွေကမှလည်းရေးရမပြောနိုင်ကြဘူးပြီးတော့သူ့ဟာသူတိတ်တိတ်ဆိတ်ဆိတ်နေတဲ့ရေရင်းပြက်ကြီးကိုကျွန်တော်လောက်ဘသူမှအထွေအထူးစိတ်မဝင်စားကြတာလဲပါမှာပါရေရင်းပေါင်ကတော်တော်မြင့်တော့ငငယ်ကဆိုခြေပြားတော့ကြည့်တာတော့မေးပြားတင်ကြည့်လို့ရရုံပဲမိတယ်ကြီးလာလို့အရက်ရှိလာတဲ့အခါကောင်းကောင်းမြင်ရမှာပဲလို့ကျွန်တော်ငငယ်ကစိတ်ကူးကြည့်ဘူးတယ်ဒါပေမဲ့အခုလိုအရွယ်ရောက်လာချိန်မှာတေချာငုံကြည့်လာနိုင်တော့လေအဆုံးကိုမမြင်ရသေးပါဘူးမှောင်နေတာပဲတွေ့ရတယ်ခဲလုံးပစ်ချခြင်းပလုံးဆိုတဲ့မိတန်တဲ့တယ်တော့ခဝေးဝေးခွာပြီးကြားရတယ်လို့ပါပဲကူလဲအိမ်မော်ကဆင်းလာပြီးဘယ်သွားရမှန်းမသိလို့ခါတိုင်းလိုရေတွင်းပြင်းတာတွားရက်ကြည့်နေမိတာကိုဆရာမကတမျိုးထင်သွားတာအမှန်တိုင်းပြောရရင်အဖေဒေါသကြောင့်သာမာနနဲ့ထွက်လာခဲ့ပြီမဲ့ဘယ်သွားမယ်ဘယ်လာမယ်ဆိုကျွန်တော်မစင်စားသေးရပါသေးဘူးအိပ်ဖို့တော့မပူပါဘူးကင်းထဲကတယောက်ယောက်နဲ့ဝင်တိုးဝင်အိတ်ကျွန်တော်အမြဲစွာသွားလုံနေကြဖုန်းကြီးเจ้าကကပ်ပြားကြီးနဲ့တွားအိတ်ရပါတယ်။တမားစီတလုံးတစုံနှိုက်ဖို့စိတ်မကူတဲ့ကျွန်တော်အတွက်စားဖို့သာလောလောဆယ်ခဲ့ရင်ခက်မယ်။ကျွန်တော်အခုမှဒုတိယနှစ်ကျောင်းသားပါ။ကျောင်းပိတ်လို့ပြန်လာတာကျောင်းသားဆိုတော့ဟုတ်တီပတ်တီအလုံးမလို့ဖူးသေးဘူးလေ။ဒါပေမဲ့ကျွန်တော်မပူပါဘူး။ယောက်ျားပဲကိုတဝမ်းတစ်ခါတော့ဘယ်လိုရှာဆဆမငတ်ဘူးလို့ကျွန်တော်ယုံကြည်တယ်။သူများတွေကကျွန်တော်ကိုအထင်ကြီးရဲ့ကောင်းလို့ထင်ရင်ထင်မယ်တကယ်လက်တွေကြကြကိုဝမ်းကိုကြောင်းရတဲ့အခါထင်သလောက်လဲလွယ်ကူခြင်းမှလွယ်ကူမှာပေါ့ဒါပေမဲ့လွယ်တာခက်တာတဲ့ကြောက်ကြတယောက်အနေနဲ့ကိုဘဝခံယူချက်ကိုစိတ်ထဲရှိတဲ့အတိုင်းပြောပြတာပါကျွန်တော်ဘဝမှာလုံးလုံးမကြောက်တာနှစ်ခုရှိတယ်တစ်ခုကထမင်းငတ်မှာနောက်တစ်ခုကကျွန်တော်မမားရင်ဘာကိုပဲရင်ဆိုင်ရမကြောက်တာကျွန်တော်အကြောင်းသိတယ်ကျွန်တော်မိသားစုနဲ့ဆရာမတငယ်ချင်းတွေအားလုံးကကျွန်တော်ကိုလူဖြောင်းစိတ်တူလို့ခေါ်ကြတယ်တကယ်တော့စိတ်တူတာမဟုတ်ပါဘူးမဟုတ်တာလာပြောရင်လာလို့ရင်သူများတွေတဲ့ပိုနာတတ်တာပါမှန်တယ်ထင်ရင်ခေါင်းမာမာနဲ့ပေးခံတတ်တာပါခုတော့ဘာမဟုတ်တာလေးနဲ့သူတို့တတ်မှတ်လာခဲ့တဲ့လူဖြောင်းဘက်ကိုကြောင်ထိုးပြီးကျွန်တော်ကိုလူလျှော်တယောက်လိုဝိုင်းကြည့်ကြလိုက်ကြတာတကယ်အံ့ဩဖို့တောင်ကောင်းတယ်ဒါတော့တငယ်ချင်းတွေနဲ့မတွေ့ရသေးလို့ခုလောက်ဆိုသူတို့လည်းတိသူတွေတိလောက်ရောပေါ့တွေ့ရင်ဘာပြောကြအောင်မလဲမသိသေးဘူးလောလောဆယ်တော့ဆီယမအိမ်ကကျွန်တော်တို့နေခဲ့တဲ့အခန်းဟောင်းလေးထဲမှာပဲခြေကျုံမိနေရအောင်မယ်လို့သိကြတယ်စိတ်ပြက်နဲ့အိယာပေါ်လှည့်ချမိလိုက်တော့မနေ့ညကအဖြစ်ပြက်တွေခေါင်းထဲမှာအစီအီပေါ်လာပြန်ရောအင်တာနက်ဆိုင်ကနေကျွန်တော်ပြန်လာတော့ည7:00 နာရီလောက်ရှိပြီမို့လမ်းပေါ်လူပြတ်တလောက်ဖြစ်နေပါပြီအင်ကိုတေချာမာခဲ့လို့ကျွန်တော်အပြန်နောက်ကျမှာကိုစိုးရင်ကြမှာမဟုတ်ပါဘူးတိတ်ဆိတ်နေတဲ့လမ်းပေါ်မှာကိုတွေးနဲ့ကိုဖြည်းဖြည်းမောင်းလာတဲ့ဆိုင်ငယ်မိအောင်ရှိမှချိုသေးဦးကိုတွေးလိုက်ရတော့ရုတ်တရက်ကျွန်တော်အံ့ဩသွားတယ်ဒါပေမဲ့ခဏပါပဲချိုသေးဦးလိုမိမတယောက်နဲ့ဒီအချင်းဒီလိုလမ်းပေါ်မှာရောက်နေတာဟာထူးဆန်းတဲ့ကိစ္စတစ်ခုမဟုတ်ဘူးလို့သိမကြခင်မှာကျွန်တော်ဘာသာပြန်ဆင်ခြင်မိလိုက်လို့ပေါ့စပင်းကောက်ထားပြီးဂျင်းမောင်းဝေဝတ်ထားတဲ့ချိုသေးဦးကတော့လမ်းပေါ်မှာလက်ကလေးပိုင်ရင်ငိုက်ဆိုင်နဲ့သွားနေတယ်ရုတ်တရက်ကျွန်တော်ခေါင်းထဲကိုအတွေးတွေပြေးဝင်လာတယ်ဒီရက်ကွက်ဆိုတာကျွန်တော်တို့ရက်ကွက်နဲ့အဝေးကြီးလေးဖြစ်တယ်ချိုသေးဦးရှောက်နေပုံခြေလန်းလုံးနဲ့ဆိုအိမ်ရောက်ဖို့ရနိုင်ဝက်လောက်တော့အသာလေးရှောက်ရအောင်မှတေးကြတယ်စဉ်းစားကြည့်ဗျာညကလည်းမိုးချုံနေပြီလူကြီးကလည်းတိတ်ဆိတ်လို့ပြီးတော့စောင်းဖို့ကာလလည်းဖြစ်တော့နှင်းတွေကကြကျင်နေတဲ့အချိန်ကျွန်တော်တော့အနှွေးတဲ့ခတ်တူဝတ်ထားတဲ့ကြားကဆိုင်ကယ်မြန်မမောင်းနိုင်ဘူးလေတိုးရင်စိတ်နေအောင်အေးလုံးလို့လေပြောနေရတာသာကြားတာပါတကယ်လက်တွေမှာချိုသေးဦးကိုကျွန်တော်ဖြတ်ခနဲ့လှမ်းတွေ့ချိန်နဲ့ခေါင်းထဲအတွေးတွေဝင်လာပြီးဆုံးဖြတ်ချက်ချလိုက်ချိန်အလုံးစုံ9မိနစ်တည်းမပိုပါဘူးသူ့ဘေးကိုကျွန်တော်ဆိုင်ငယ်ကြည့်ကနေထိုးရလိုက်တော့ချိုသေးဦးကခက်တီတီနဲ့မော့ကြည့်တယ်မအံ့ဩဘူးဗျသူအံ့ဩသွားတာကသူမော့ကြည့်မိသူကကျွန်တော်ပါလားလို့သိသွားတဲ့အချိန်ပါချိုသေးဦးအိမ်ပြန်လို့လားသူ့မျက်လုံးတွေဝိုင်းနေအောင်လို့အံ့ဩသွားတယ်ဒါပေမဲ့ခဏပဲအတန်တိုးတိုးနဲ့ဟုတ်တဲ့တိုးတခွန်းနဲ့ပဲသူကျွန်တော်ဆိုင်ကနောက်ကုံမော်ဆွေးကနေရောက်လာတယ်သူစီကရတဲ့အမွှေးနံကြီးကဆူရှာလိုက်တာချိုအီနဲ့တမျိုးပဲဗျသူဘဲကပြန်လာတာလဲဘာဖြစ်လို့တယောက်တည်းပြန်လာတာလဲဆိုတဲ့မိကုန်းကိုကျွန်တော်မမေးပါဘူးမေးစရာမှမလိုတာမမေးဘဲနဲ့လဲကျွန်တော်သိနေမှာကိုသူသိမှာပဲလေအပိုလုတ်တွေကျွန်တော်ဝါသနာမပါဘူး
သူကတော့ကျွန်တော်ကိုမေးတယ်ဗျဘဲကပြန်လာတာလေဒီချိန်ကြီးတဲ့ပုံမှန်အားဖြင့်ဆိုချိုသေးဦးတာချိုသေးဦးမဟုတ်ခဲ့ဘူးဆိုရင်ပေါ့ဗျာဒီမေးခွန်းကကျွန်တော်သူ့ကိုမေးရမယ်မေးခွန်းပါဒါပေမဲ့အခုတော့အချိန်ကြီးကသူကကျွန်တော်ကိုပြန်မေးနေတာအင်တာနက်ဆိုင်ကလို့ကျွန်တော်ဖြေတယ်ဒါပဲကျွန်တော်နှစ်ယောက်ဆိုင်ငယ်အတူစီးပြန်လာခဲ့တဲ့လမ်းတစ်လျှောက်မှာပြောပြတဲ့စကားကအဲ့ဒီတဲမပို့ဘူးကျွန်တော်ဆိုင်ကယ်နောက်မှာထိုင်လိုက်လာတဲ့ချိုသေးဦးဘာတွေးလာမှမှကျွန်တော်မသိပေမဲ့ကျွန်တော်တွေးလာတာကတော့ကျွန်တော်သိတဲ့ချိုသေးဦးအကြောင်းပဲချိုသေးဦးကိုကျွန်တော်သိလာတာကဟိုးကလေးဘဝအရွယ်ကလေးကပါအတန်းမတူပေမဲ့တကြောင်တည်းမို့တစ်ခါတလေမှစော့ကစားရင်ချိုသေးဦးပါလာတာတွေကြုံမှုတယ်ကျွန်တော်ကမိကလေးတွေနဲ့တိတ်ရောရောနောမခင်တတ်တော့ခင်တော့မခင်ပါဘူးအိမ်ချင်းဟိုဘက်ထိပ်ဒီဘက်ထိပ်လည်းဖြစ်တော့တိနေကြတယ်ပေါ့ချိုသေးဦးဘယ်ချိန်ကကြောင်းထွက်သွားမှကျွန်တော်မသိလိုက်ပေမဲ့ချိုသေးဦးတို့မိသားစုတော်တော်လေးမပြေလေတာတော့တရက်ခွက်တဲ့သားချင်းမို့ဒီလိုပဲအမှုမဲ့အမှန်မဲ့သိမြင်နေခဲ့ပြီးသားပါနောက်တော့ဘလို့တွေဖြစ်ကုန်လည်းမပြောတတ်ဘူးအဲ့ဒီတလောအတွင်ချိုသေးဦးအကြောင်းကိုရက်ွက်တဲ့ကမိမကြီးငယ်တွေခါတိုင်းတဲ့အရေးလိုပြီးပြောလာကြတာပဲအိမ်ကအမေနဲ့မမပါဇက်ကလည်းချိုသေးဦးနာမည်ကိုမကြခဏကြားရတတ်လာတယ်ရက်ွက်ထဲမှာနေချင်းညချင်းဆိုလို့ချိုသေးဦးတယောက်နာမည်ကြီးလာတယ်အတန်းထဲမှာကောင်းမလေးတွေခေါင်းချင်းဆိုင်ပြီးတွတ်ထိုးနေကြတာလဲသူ့ကြောင့်ပဲကျူရှင်မှလည်းကြားရတယ်ဆီယာမတွေကတော့ငါတို့တပည့်မှတွေတနာပါတယ်ကောင်းမလေးကအနေထိုင်ညံ့လို့မဟုတ်ရှာဘူးမိဘတွေတာဝန်မဲ့လို့အထိန်အသိညံ့လို့ဒုက္ခတွင်းတွေကထပ်ပေါက်ရှာသွားတာလို့တဖွာဖွာပြောနေကြတာကြားရတယ်ကျွန်တော်အမြင်ရဆိုလဲချိုသေးဦးကိုခက်ပြန်မြန်မိတ်ကလေးလို့မထင်ပါဘူး။သွားရင်လာရင်ကြောင်းတုံးကအသည့်တွေနဲ့ထိတ်တိုက်ဆုံရင်ဒုက္ခများခေါင်းတောင်မပေါ်ရဲပဲခြေကုံတုပ်ပြေးတော့တာကိုကျွန်တော်အသည့်အားလုံးအသည့်ဒါဟာသူကိုယ်တိုင်ရွေးနှစ်သက်လို့ရွေးချယ်ထားတဲ့ဘဝမဟုတ်ဘူး။မတက်တာလို့ဖက်တွယ်ထားရတဲ့အလုံးနဲ့ပတ်သက်ပြီးရှေ့ရကြောက်ရကောင်းမှန်းသိတဲ့ချိုသေးဦးကိုကျွန်တော်မရှုပ်ချမိတာအမှန်ပဲ။မဟုတ်တာလဲလှုပ်သေးခေါင်းမော်ပြီးထီမထင်းတို့ခိုက်ဖမ်းနေတဲ့လူတွေလည်းကျွန်တော်တို့ဝန်းကျင်မှာတစ်ခါတလေတွေ့ဘူးကြတာမဟုတ်လားထင်းမိတာကတော့နှုတ်အားဖြင့်ရောအပြုတ်မှုအားဖြင့်မှာတစ်ခါမှအေးအေးယူမပြုတ်ဘူးပေမဲ့ညဘက်ကြီးလူကြီးပြတ်တဲ့လမ်းပေါ်မှာစုံလိုက်တော့ကျွန်တော်ရင်ထဲရှင်းနေတဲ့အဲ့ဒီစိတ်အခမ်းကပြုံးကနေပေါ်လာတာနဲ့တူပါတယ်ဖះဆူရပါစီရဲ့ကျွန်တော်ကြိမ်တွေပြောဝန်းနေချိုသေးဦးကိုကျွန်တော်ဆိုင်ကယ်နောက်ခေါ်တင်လာတာအဲ့ဒီခံစားချက်တဲ့တစ်စက်ကလေးမှမပို့ဘူးဝဲသူကျိုးတို့ကျဲတဲ့ရှိတော့တဲ့ရက်ွက်တဲ့အဝင်ညာစီတန်းရောက်တော့အိမ်ကညီမတွေစားဖို့ခေါ်ဖို့ကင်ဝဲရအောင်မယ်ဆိုပြီးသူစင်ကြံနေရတဲ့ကျေးဇူးတင်ခံရဖို့ကျွန်တော်မမျှော်သင့်လို့သူကလည်းပြောဖို့မင့်နေပုံရတယ်ကျွန်တော်ကကိုယ့်အိမ်ကိုပြန်လာတယ်ရုပ်ရှင်ကားတာဆိုအဲ့ဒီမှာဒီအန်ပဲစိတ်ထဲမှာလည်းတီးသွားပြီဒါပေမဲ့ကန်ရှင်တွေကပြီးသွားပြီထင်ပေမဲ့ပန်းဝန်းကျင်အတွက်အဲ့ဒီတော့မှဇလန်ဆလာတာမျိုးလဲရှိတတ်မှန်းနောက်တော့မှကျွန်တော်သိလိုက်ရတယ်ဇလန်ကအဖေအိယာထားလမ်းလျှောက်ပြီးလက်ဖက်ရည်ဝင်တော့ပြန်လာတော့မှစတာခါတိုင်းမြအမေနဲ့မမကစိုးစိုးနှိုးရင်တောင်အိပ်ပါစီကွာဒီကောင်ညဆိုစာတွေဖတ်ပြီးမှအိတ်တော့ညက်နေတယ်ဆိုပြီးကျွန်တော်စိတ်တိုင်းကြအိတ်ခွင်ပြုတ်နေကြအဖေကကျွန်တော်ကိုကတင်မော်ကအကြမ်းပဒံဆွဲချပြီးနှိုးတော့ရုတ်တရက်ကျွန်တော်တောင်တော်တော်လှန့်သွားတယ်အိတ်ချင်မှုလူနဲ့ဘာလဲပေါ့မင်းမနေ့ညကဘာလုပ်ခဲ့တယ်လဲအဖေလေးတန်းအစ်ဆက်မာထန်နေလိုက်ပုံကကြားရတာတောင်ကြောက်စိတ်မိတယ်မိဘစိတ်ဆိုးစရာဖြစ်အောင်ဘာများလုပ်ခဲ့မိပါလေလို့ကျွန်တော်အသေးအတန်စဉ်းစားမိရဲ့အဲ့ဒီအချိန်ကြီးချိုသေးဦးကိစ္စအမှတ်မရဘူးနောက်မှအဖေကပြောတယ်လက်ဖက်ရည်ဆိုင်ထိုင်ပေါ်ထိုင်ပဲအဖေအရင်ဒီဆုံးမိတ်ဆွေတွေကချိုသေးဦးနဲ့ကျွန်တော်ဆိုင်ငယ်အတူတွဲစီပြီးပြန်လာတာအားလုံးတွေ့ကြတဲ့အကြောင်းအဖေတို့အနေနဲ့အချိန်မနှောင်းငယ်ကျွန်တော်ကိုထိမ့်သိမ်းကြောင်းတွေပါပြောလိုက်ကြပါတဲ့ကျွန်တော်တကယ်ဖြားသွားတယ်ည10 နာရီခွဲတာမှပြန်လာခဲ့ကြတဲ့ကျွန်တော်တို့ကိစ္စကမနေ့9 နာရီတောင်မထိုးသေးဘူးရက်ွက်ထဲပြန့်နှံ့သွားပုံကဘလောက်မြန်ဆန်လှတဲ့တွေးကြည့်ဒီတဲ့ပို့ဆိုးတာကအမေနဲ့မမကအဖေစကားဆုံးတာနဲ့ခုပဲတတိလစ်လက်ကြတော့မတက်လို့ဘာလို့နဲ့ရင်ထုပြီးဝိုင်းဆူကြတော့တာပဲငါတို့မှာတော့ငါတို့သားလေးလိမ္မာလှကြီးတော်လှကြီးဆိုပြီးယုံကြီးနဲ့ဝိုင်းဝန်းမြေတောင်မြောက်ပေးနေကြပါလဲနဲ့ခုတော့ဘလောက်လိမ္မာတယ်တော်တယ်ဆိုတာရက်ကြော်ရွာကြော်ဖြစ်အောင်လူသိရှင်ကြားတက်တည်ထူလိုက်တာပေါ့လေဆိုတာရောဆေးကြောင်သားတယောက်လုံနေပြီးဒါမျိုးတွေလိုက်စားနေရင်ဘာဖြစ်တတ်မှမသိလောက်အောင်မင်းဦးနောက်တွေပြက်နေပြီလားဆိုတာတွေရောမိသားစုဂုံကိုမှမကြည့်ဆိုတာတွေရောဒါတွေအပြင်မမရဲ့နင့်ကြောင့်သူများကဲ့ရတာခံရတော့မယ်ဆိုတာကြောင့်မစီမဆိုင်ပါလိုက်သေးတယ်ကျွန်တော်ကတော့ဘာရဲမဟုတ်လုံးလိုက်မိတဲ့ကိစ္စသေးသေးလေးတစ်ခုကဒီလောက်ကြီးလေးတဲ့အပြစ်ဖြစ်သွားတာလိုက်လို့ကိုမမီတော့ပါဘူးတ
မင်တကာဇက်နာအောင်ဇလန်းစင်ထားတဲ့ခက်ညံ့ညံ့ဇက်ကအတိုင်းပဲဗျာကျွန်တော်ရှင်းပြတာကိုလည်းသူတို့လက်မခံကြဘူးသူတို့ပဲအမှန်သူတို့ပဲအတိအဲ့ဒီအချိန်ကြီးလမ်းပေါ်မှာသူတယောက်တည်းရှိနေတာနည်းနည်းလွယ်မသွားခြင်းလို့ပါဆိုတဲ့ကျွန်တော်ဖြေရှင်းချက်ကိုအမေနဲ့မမဝိုင်းအောင်လိုက်ကြတာများနားတွေကိုဥရောသူ့အလုပ်ကလမ်းပေါ်မှာရှိနေလို့အဲ့ဒီအချိန်ကြီးလမ်းပေါ်ရောက်နေတာဘာဆန့်လဲပြီးတော့မင်းကလမ်းပေါ်ကဂလိကချင်မဟုတ်ဘူးစေးကြောင်းသားနောက်ဆိုဒီကုံပုံနဲ့မင်းရှေ့လျှောက်လူလုံးစားရအောင်မအရှိကြီးဟဲအဲ့ဒီလမ်းပေါ်ကမိကလေးမျိုးကိုမျက်နှာမလဲခဲ့နိုင်ရင်တော့မင်းကိုမင်းဘာအောင့်ဝင်နေလို့လဲသူရဲကောင်းကြီးလားပြောစမ်းမအောင်ပြီးတော့အဖေကမေးတယ်မင်းမှာအပြစ်ရှိလားတဲ့ကျွန်တော်ချက်ချင်းပဲမရှိပါဘူးအဖေလို့ပြန်ဖြေတယ်အဲ့ဒီမှာအဖေလက်သီးချက်ကိုကျွန်တော်မြည်ခွင့်ကြုံလိုက်ရတာပဲအမှန်ကကျွန်တော်စိတ်ထဲရှိတာကိုပြောတာပါအဖေကိုရွေးတာမဟုတ်ဘူးကျွန်တော်ကိုကျွန်တော်အပြစ်မရှိဘူးလို့တကယ်ယုံကြည်တဲ့အတွက်ပြောတာကျွန်တော်သာတကယ်မရိုးသားတဲ့ကောင်ဆိုရင်ချိုသေးဦးကိုလူမြင်သူမြင်ကိုရက်ွက်ညာစေတန်းနဲ့အထိခေါ်လာမလားဗျာသဘောပြောပါတယ်ကောင်မလေးခင်ဗျာတနာစရာလို့ဒီမတိုင်ခင်အရင်ကတနာခဲ့ကြဘူးကြတာသူတို့မဟုတ်တယ်လို့ပဲချိုးသေးဦးကိုပြောဆိုနေလိုက်ကြတာညာရစရာကိုမရှိဘူးသူတို့အဲ့ဒီလိုအကဲပိုလွန်ကြလို့ကိုကျွန်တော်လည်းအပြစ်မရှိကြောင်းပို့ပြောပြချင်တာလောလောဆယ်တော့လောကကြီးမှာကျွန်တော်ပဲရက်တီပေးနေတာဆိုလို့ကျွန်တော်တယောက်တည်းပေါ့ဗျာဟိတ်ကောင်မင်းဘာစကားပြောတာလဲအတန်တက်ပူမြန်တဲ့အရှိန်အုံနဲ့ဘုံကနေဆိုကျွန်တော်ဘယ်ဘက်လက်ကကြော်သူရအင်ကြီးရင်ဘတ်စားကိုဆွဲဆုပ်လိုက်ပြီးညာဘက်လက်သီးကိုကြော်သူရမျက်နာစီချိန်ရွယ်ပြီးနေပြီအာကာကဝင်ဆွဲတယ်ဟာငါဖြူတငယ်ချင်းချစ်ချင်းအဲ့ဒီလိုမဖြေရှင်းနဲ့လေကွာကြော်သူရကကျွန်တော်မျက်နာကိုတေချာစိုက်ကြည့်နေတယ်ရှူရှူရှာရှာနဲ့ကျွန်တော်ကဒေါသမပြေသေးဘူးဒီမှာကြော်သူရမင်းငါပြောတဲ့စကားအပေါ်မယုံကြည်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့လှောင်ပြောင်တယောက်ဝက်မရှိဘူးကွာနားလေလားကြော်သူရကမဲ့ကနေပြုံးတယ်မင်းမှားနေပြီငါဖြူငါကမင်းကိုလှောင်ပြောင်စော်ကားတာမဟုတ်ဘူးမင်းရှင်းပြတာကိုယုံလို့မယုံလို့ဆိုပြီးမေးကြည့်တာလည်းမဟုတ်ဘူးလမ်းထိပ်စေးဆိုင်ကဒေါ်ဆက်စုမိတာကိုချိုသေးဦးပြန်ပြေးတဲ့စကားကြားရပြီလို့မင်းကိုမေးကြည့်တာကျွန်တော်မျက်မှောင်နဲ့နဲ့ကြုံမိသွားတယ်သူဘလို့ဖြေလဲဘာဖြစ်လို့အတူတူပြန်ခဲ့ကြမှန်းမသိချင်ရင်ဆိုင်ငယ်ပိုင်ရှင်ဖြစ်တဲ့မင်းစင်ဖြုတ်ကိုကိုယ်တိုင်တွားမေးကြည့်ပေါ့လို့ပြောတယ်တဲ့ဘာကျော်သူရကိုရွယ်ထားမိတယ်ကျွန်တော်လက်သီးစုပ်ချက်ချင်းပြန်ပြေးကြသွားတယ်မျောလင်းမထားတဲ့ချိုသေးဦးအဖြေကကျွန်တော်ကိုအငိုက်မိသွားစေတာလားတခုခုကိုနှမျောတတတွားမိစေတာလားဆိုတာအဲ့ဒီတက္ကနာမှာကျွန်တော်ဘာသာမဝေခဲ့တတ်ဘူးတေးကြတာကတော့လက်ရှိပြည်နယ်မှာချိုသေးဦးလေဒိုင်ကန်ရှင်တဦးအနေနဲ့ထင်မြင်ချက်ပေးပန်ခွင့်ရှိတဲ့အကြောင်းအဲ့ဒီတော့မှကျွန်တော်တတိရလိုက်တယ်ဆိုတာပါပဲအခုကျွန်တော်အိမ်ပေါ်ပြန်ရောက်နေပါပြီရောက်တာမှတော်တော်ကြာပါပြီအဲ့ဒီတော့ကပြဿနာဖြစ်ပြီး2ရက်လောက်မှဆီယာမအိမ်အထိအမေနဲ့မမလာပြန်လိုက်ခေါ်ကြတယ်အဖေကခေါ်ခိုင်းတာတဲ့အဖေနဲ့ကြောက်ကစားဖြစ်ပြီးဆင်းချလာတာဆိုပေမဲ့အဖေကိုယ်တိုင်ပြန်လာခေါ်မလိုက်မယ်လို့ကျွန်တော်မာနာကြီးပြမနေတော့ပါဘူးတကယ်တမ်းတွေးကြည့်တော့ဖြစ်ခဲ့တဲ့ကိစ္စမှာကျွန်တော်ဘက်ကအနေနဲ့ကျွန်တော်မမားသလိုအဖေတို့ဘက်ကကြည့်ရင်လည်းမှန်တယ်လေတစ်ချိန်ချိန်ကြရင်လည်းကိုယ့်အိမ်ကိုပြန်ရမယ်တူတူကျွန်တော်အေးစစ်စစ်ပဲပြန်လိုက်သွားလို့လိုက်ပါတယ်အိမ်မှာတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဘသူကမှပြန်အဆမပေါ်တော့ဘူးအဖေကလည်းမင်းမှာအပြစ်ရှိသလားဆိုတဲ့မိကုန်းကိုလုံးဝထပ်မမေးလာတော့ပါဘူးမေးလာခဲ့ရင်လည်းအဖေလက်သီးနဲ့ထိုးလို့သွားတဲ့ချောင်းမှမကြံရင်နေပါစေအပြစ်မရှိပါဘူးဆိုတဲ့အဖြေကိုကျွန်တော်မပြောင်းမလဲပေးဦးမှာပါဒါပေမဲ့တခုတော့ရှိတယ်ကျွန်တော်မကြခဏတွားငုံကြည့်မိနေကြရေရင်းကြကြီးစီကိုတော့အဲ့ဒီကလေးကကျွန်တော်မသွားဖြစ်တော့တာခုချိန်ထိပါပဲဇွန်လ2011ခုနှစ်ရွှေအမြုတေမဂ္ဂဇင်းဝတ္ထုတိုလေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီရှင်အားလုံးဘေးကင်းကျန်းမာကြပါစေကျေးဇူးတင်ပါတယ်ရှင်ကျွန်မအကြည်ပါ